ဒီငါးသက်တာဘူးတွေကိုထိုင်းနိုင်ငံမှာသာမကဘဲနဲ့ကမ္ဘာတစ်လွှားကဈေးဝယ်စင်တာတွေမှာပါတွေ့ရနိုင်ပါတယ်ဒီငါးသက်တာကုမ္ပဏီတွေကတစ်ခုဖြစ်တဲ့ Thai Union ရဲ့မနစ်ကရောင်းရငွေကဘတ်140ဘီလီယံနီးပါးရှိခဲ့ပါတယ်ဒီငါးသက်တာကုမ္ပဏီတွေရဲ့စက်ရုံတွေကမဟာချိုင်မှာတည်ရှိပြီးတော့မြန်မာလူသားတွေနဲ့အဓိကမောင်းနေလဲပတ်နေတာဖြစ်ပါတယ်မဟာချိုင်မှာရှိတဲ့အကြီးဆုံးစက်ရုံတွေထဲမှာ Thai Union ရဲ့ပင်လယ်စာလုပ်ငန်းလည်းပါဝင်ပြီးကမ္ဘာတစ်လွှားကိုငါးသက်တာပါဝင်ပင်လယ်စာတွေဖြန့်နေတာပါ Thai Union မှာဝန်ထမ်း4000ကျော်ရှိပါတယ်Thai Union လိုမျိုးပဲတခြားစက်ရုံတွေမှာလည်းမြန်မာလူသားတွေကအများဆုံးဖြစ်ပါတယ်ဒီကတော့အဲ့ဒီငါးသက်တာတို့နေရာစုံပါမြန်မာတွေကတော့ငါးသက်တာတော့ဒီမှာအတိုင်းမှာငါးသက်တာဒီပါထိုင်းနိုင်ငံဒီမဟာချိုင်မြို့ကိုရန်ကုန်မြို့ကလှိုင်သာယာနဲ့တင်စားကြပါတယ်လှိုင်သာယာလိုမျိုးစက်ရုံအလုပ်ရုံတွေနဲ့မြန်မာလူသားသိန်းချီရှိနေတဲ့အတွက်ပါတရားဝင်စင်းတွေရမဟာချိုင်မှာမြန်မာလူသား3သိန်းကျော်ရှိရလို့ဆိုကြပေမဲ့မြန်မာလူသားရေးကူညီဆောင်ရွက်ပေးနေသူတွေကတော့မဟာချိုင်မှာမြန်မာလူသား1တန်းကျော်ရှိရလို့ခန့်မှန်းကြပါတယ်ဒါပေမဲ့မဟာချိုင်မှာဘာကြောင့်လူတွေများရတယ်လဲဆိုရင်မဟာချိုင်ကထိုင်းလူမျိုးတွေမလုပ်တဲ့အလုပ်တွေများတယ်။ဘာကြောင့်လဲဆိုတော့ပင်လယ်စားသောက်ကုန်အလုပ်တွေကတအားအနံ့သက်တွေများတယ်နောက်ပြီးလို့ဆိုရင်ညစ်ပတ်တယ်အဲ့ဒီကိစ္စတွေနဲ့ဒီကျွန်တော်တို့အလုပ်သမားတွေကအဲ့ဒီမှာနေရာတွေရကြတာအဲ့ဒီအတွက်ကျွန်တော်တို့ဒီမဟာချိုင်ကရှင်းပြောမယ်ဆိုရင်ထိုင်းနိုင်ငံမှာဆိုရင်ဒုတိယလူအများဆုံးနေရာပေါ့မဟာချိုင်ကဟိုးရင်ကလေးကမြန်မာတွေအလုပ်လာလုပ်ကြတဲ့နေရာပါ2021အာဏာသိမ်းပြီးတဲ့နောက်မဟာချိုင်ကိုညီမတွေပိုရောက်လာကြပါတယ်စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာတော့ညီမတွေပိုလို့တောင်ရောက်လာကြပါတယ်မဟာချိုင်ကိုရောက်လာပြန်တော့လည်းအလုပ်တွေကချက်ချင်းမရကြပါဘူးအလုပ်လုပ်ချင်တဲ့ညီမတွေများနေပြီးအလုပ်ပေးနိုင်တဲ့စက်ရုံတွေကရှားနေတာပါတနေ့ကျွန်တော်တို့တွေ့နေရတာမိုးလင်းလာရင်သူတို့ဒီမှာရှိတဲ့ဆရာဆရာလေးတွေကင်ပြီးတော့အလုပ်ရုံတွေမှာသွားပြီးတော့ရှောက်ပြီးတော့အလုပ်လိုက်ရှာနေရတာပေါ့နော်2023လောက်ရဲ့နောက်ပိုင်းမှာဒီခုနပြောတဲ့အလုပ်သမားအစ်စ်ခေါ်တယ်ဆိုတဲ့ဟာတွေကနဲလာပြီးတော့အလုပ်သမားတွေများလာတယ်အခုအလုပ်ရုံတရုံမှာလူခေါ်ပြီးဒီနှစ်မှာအယောက်200ခေါ်မယ်ဆိုရင်ကျွန်တော်နိုင်ငံသားတွေသွားစမှတ်တာကလူကြီးကထောင်နဲ့ချီပြီးသွားတယ်ထောင်ဆိုတာ1000ကဏ္ဍမဟုတ်ဘူး2000 3000လောက်ပေါ့နော်နောက်ပြီးတော့ဒီအလုပ်ရုံတွေကဒီသူတို့ချိတ်ဆက်ထားတဲ့သူတို့ရဲ့အကျိုးဆောင်ပေါ့နော်အကျိုးဆောင်တွေနဲ့ပတ်စံပေးပြီးတော့ရှောက်လာတင်တဲ့လူတွေပဲအဓိကရကြတာပေါ့အခုအာနာသိမ်းမှဆိုတော့အများကြီးပါပဲအခုအလုံးမရသေးတဲ့ကျွန်တော်တငယ်ချင်းတွေအများကြီးရှိတယ်ခက်ခဲတော့အများကြီးပါအကျွေးတွေတေးပြီးတော့နေကြရတာပဲဒီလိုအလုံးမရတော့ရတဲ့လှုပ်လိုက်လို့ဒီကြတဲ့ဖက်ကဒီတာတွေရှိတယ်ဆိုတော့ပဲပါပါတယ်ဒီလိုတတ်နိုင်တဲ့လောက်ချွေတော်ပြီးတော့နေရတော့ပါအဲယူလဲပို့ချင်တယ်ဆိုတော့မပြလဲချင်းနေမကားဘူးညီမတွေဘယ်လောက်များလာလဲဆိုတာဈေးတွေနဲ့ကုန်ပစ္စည်းကြော်ညာတွေမှာညီမစာနဲ့ဖော်ပြချက်တွေကိုကြည့်ရင်သိနိုင်ပါတယ်Thai Union စက်ရုံအနီးတစ်ဝိုက်ကရက်ကွက်နဲ့လမ်းတွေမှာမြန်မာတွေနဲ့ပြည့်နေပါတယ်မြန်မာတွေကတော့ Thai Union ကို Thai Unit လို့အလွယ်ခေါ်ပြီးလှိုင်သာယာလိုလှဲတန်းလိုကိုလူထူထက်တဲ့အထိမြန်မာများတာပါမြန်မာတွေများလာတဲ့ Thai Unit ဝန်းကျင်ကို Thai မျိုးချစ်တွေနဲ့ရဲတချို့ကပြစ်မှတ်ထားကြပါတယ်မြန်မာပြည်သားက80%ထိုင်းနိုင်ငံမှာရှိနေတဲ့အတွက်နောက်ဆုံးကျွန်တော်တို့လူမျိုးရေးကိစ္စတွေပေါ်ပေါက်လာတာတွေ့ရတယ်သူတို့ထိုင်းလူမျိုးတွေရဲ့သူတို့လုပ်ရမယ့်အလုပ်တွေကိုဗမာလူမျိုးတွေကလုပြီးလုပ်နေတာပေါ့နော်အဲ့လိုမျိုးလူမျိုးရေးခွဲခြားပြီးတော့ဒီကျွန်တော်တို့ဂျန်နဲ့ဘာမှမသက်ဆိုင်တဲ့အလုပ်သမားတချို့အတွက်လည်းအားလုံးကစုပြီးတော့ဒါလူမျိုးရေးမှာကျွန်တော်တို့အနှိမ်ခံရတဲ့ပုံစံတွေရှိတယ်မဟာချိုင်မှာမြန်မာတွေများလာတဲ့အတွက်တချို့နေရာတွေမှာထိုင်းတွေကလူနည်းစုလိုဖြစ်လာကြပါတယ်အခုဆိုမဟာချိုင်ရဲ့အစွန်အဖျားတွေအထိမြန်မာတွေပြန့်နှံ့ရောက်ရှိနေကြပါပြီကျမတို့စီမှာအခုတန်းရမှာသူတို့ဝင်ခဲ့လို့ရှိရင်ဒီတစ်ခါမှခဏလေးနေကြရင်ဘလောက်မှမကြဘူးသူတို့စီကဗမာပြည်ကနေတက်လာကြပြန်ပြီးတအုပ်ကြီးအခန်းထဲမှာပြည့်နေရောတချို့တွေလည်းအခန်းထဲမှာတယောက်နေတဲ့လူတွေ5 6ယောက်အဲ့လိုထိုးထည့်ထားတယ်တချို့တွေလည်းဒီစစ်ဘေးဆောင်ကြောင့်တက်လာတဲ့ညီကိုမောင်နှမဆွေမျိုးသားချင်းတွေကအခန်းတွေထဲမှာပြည့်နေရောဒါအခန်းတိုင်းလိုပဲဆွေပြောင်းလို့မှတော်တော်များများကိုတက်လာတာကိုဗမာပြည်ရနေပေါ့နော်တက်လာတာစစ်ဘေးဆောင်ရောက်လဲတက်လာတာရှိတယ်တအားဒုက္ခရောက်လို့လဲမိဘတွေကိုပြန်ထောက်ပံ့ဖို့အတွက်ဒီမှာအလုံးလုံးမှအဆင်ပြေမှဆိုတော့ဒီတက်လာတဲ့ကလေးတွေလည်းအများကြီးပဲမဟာချိုင်ကိုအရင်ရောက်နေသူတွေကတော့ထိုင်းတွေနဲ့တင့်မြတ်အောင်နေကြဖို့အချင်းချင်းသတိပေးကြပါတယ်သူတို့နိုင်ငံမှာလာမယ်ဆိုလို့ရှိရင်အကိုရဲ့မိသားစုနဲ့တူတူသဘောထားပြီးနေလိုက်ဘာကြောင့်လဲသူတို့ကိုပြန်ပြီးပုံကံမယ်ဆိုလို့ရှိရင်ကိုမိုးပေါ်စရွေးထွေးသလိုဖြစ်သွားမှာသူ့နိုင်ငံမှာနေဆိုရင်သူ့အလိုလိုက်ရမှာပဲသူ့ရဲ့စီးမင်းကိုလိုက်ရမှာပဲကိုအိမ်မှာကိုနေတယ်လို့နေလို့မရအောင်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့စိတ်အလိုက်ကိုလိုက်ရမှာပဲဒီထိုင်းတွေကတော့ကျွန်တော်တို့ရှေ့ပြောင်းလို့သမားတွေတနည်းနည်းလွတ်လပ်ခွင့်ရလို့စူညံတာတို့ဒီလိုပေါ့ပြောကြတာပေါ့ဗျာအမှန်မှာတော့စူညံချင်းတာဆိုတပတ်မှတစ်ခါတော့ကလေးတွေလူငယ်တွေလိုက်တော့အပျော်နေကြိုက်ကြတာပဲနည်းနည်းလေးတောက်စားမှာတို့ဒီလိုပေါ့တငယ်ချင်းတွေစုပြီးတော့ရင်မိန်းကလေးတွေဆိုလို့ရှိရင်မုတ်လုံးစားတာတို့ဘာတို့ပေါ့နော်တငယ်ချင်းဆိုတော့ပျော်ပျော်ပပကာရာအိုကေလေးပါလေးဆိုကြတော့ပေါ့ဗျာအဲ့ဒါဆိုချင်းထိုင်းတွေကသိမကြိုက်ဘူးဗျ
အဲ့ဒါအိမ်ကိုဝင်လာပြီးတော့ညင်းမင်းတို့နိုင်ငံမဟုတ်ဘူးဘူးလေးဒီလေးပြောတော့နော်ဒီလိုရှိတယ်ပဲကျွန်တော်ကတော့ဒီလိုပြဿနာဖြစ်လာရင်ကျွန်တော်တို့တော့ပြောပြတာဗျာဦးလေးမဟုတ်ပါဘူးသူတို့ကဦးလေးရမဟုတ်ပါဘူးသူတို့ကဆဲကားတစ်ခါပဲတကယ်ချင်းနဲ့လာစုကြလို့အမျိုးတွေစုကြလို့မဟုတ်လို့ဆိုင်ရင်းနဲ့တချင်းလေးပါလေးစုကြတယ်ဒီလောက်ပဲကျွန်တော်ပြောပြတာလူထုကောင်းဆောင်ဒေါ်ဆန်းစုကြည်ဟာမဟာချိုင်ကို2012ခုနှစ်နဲ့2016ခုနှစ်မှာနှစ်ကြိမ်လာရောက်ဖူးပါတယ်မဟာချိုင်ကမြန်မာလူသားတူကြီးကဒေါ်ဆန်းစုကြည်ကိုကြိုဆိုခဲ့ကြပြီးအိမ်ပြန်ကျင်တယ်လို့ပြောခဲ့ကြပါတယ်အခုလည်းနိုင်ငံရေးအခြေအနေအရခိတ္တခိုလုံနေကြပြီမဲ့လို့မဟာချိုင်ကမြန်မာလူသားတွေရဲ့အိမ်ပြန်ကျင်စိတ်တွေကတော့ပြောင်းလဲမသွားကြပါဘူးအစင်မပြေတာနဲ့အစင်မပြေတာဟာဆိုလို့ရှိရင်အစင်မပြေတာကများတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ကိုယ်နဲ့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နှစ်30ကျော်လာပြီကျွန်တော်တဝန်စားနဲ့ဒီလိုပဲနေနေရတယ်ဗျအပူဆိုတာမရှိဘူးသားသမီးဆိုတော့အကြောင်းတွေပါတယ်မနေရဘူးဗျမြန်မာပြည်မှာအကြောင်းပြန်နေဘူးဆိုတော့ဘယ်မိခင်မိဘမဆိုရင်မိမိနိုင်ငံမိမိရဲ့သားသမီးကမိမိရဲ့စာဝတ်တက်စီခြင်းတယ်ကျွန်တော်ပုပ်ပြလင်းလင်းပြောပြတာကျွန်တော်ကမပြေလေတဲ့ကြားမှာဆိုလို့ရှိရင်ဒီလိုပဲဘာမဟုတ်လည်းမပြန်နိုင်ဘူးဆိုတော့လေထိုင်းမှနေရတော့လေထိုင်းစာလေးတွေပဲသင်ရတာပေါ့ဗျာဟိုမိဘရဲ့တာဝန်ပေါ့မိဘရဲ့ဝတ္တရားပေါ့ဒါသူကနီးစက်ရတယ်ဘာကြောင့်လဲဆိုတော့သူနေတဲ့နေရာမှာသူ့နေရာပဲစာပေးရတော့ဘလို့ဆိုတော့ကျွန်တော်ပြန်မပြန်နိုင်တယ်ဗျအဲ့လိုဖြစ်တယ်ပြန်ဖို့ကလည်းဘာမှမရှိဘူးဒီလိုပဲနေနေရတယ်ကျွန်တော်တို့ကတိုင်းမီချင်းနေကောင်းပြန်ပါတိုင်းမီချင်းနေပြန်ပါဗျာတမနစ်မှကျွန်တော်မနေဘူးဒီနေ့ကောင်းဒီနေ့ပြန်ပါပဲကျွန်တော်တို့ကတော့ကိုယ်နိုင်ငံအခြေအနေကောင်းလို့ဆိုရင်တော့ဒီနိုင်ငံမြေကြီးပါပေါ့ပါမှာဘာဖြစ်လို့ဆိုတော့ကိုယ်နိုင်ငံကောင်းပြီးဟဲ့ဒီအစိုးရကပြုတ်ပြီးဒီအခြားအစိုးရအစ်တက်ပြီးဟဲ့ဆိုတာနဲ့ကိုယ်နိုင်ငံသားတွေကဆိုင်းတီးပြီးတော့ကပြီးပြန်ကြမှာ